အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ဝေးသားမဲ့အကြောင်းအရာတော့ဒီအိန္ဒိယနိုင်ငံရဲ့ဒါ think tank အဖွဲ့ဖြစ်တဲ့ပေါ့လေကမ္ဘာ့ရာအိန္ဒိယကောင်စီ ICW နဲ့မြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်အဖွဲ့တွေတွေ့ဆုံဆွေးနွေးကြရဆိုတော့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုသုံးသပ်မြောက်တော့မှာဖြစ်ပါတယ်ဆိုတော့ဒီ2025ခုနှစ်ဒီ March 18 ရက်နေ့ပေါ့လေဒါဒီအိန္ဒိယနိုင်ငံကမ္ဘာ့ရာအိန္ဒိယကောင်စီရဲ့ဒါ ICW နဲ့မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့တွေပေါ့လေတွေ့ဆုံဆွေးနွေးပွဲကိုဒီမြန်မာနိုင်ငံဒါအိန္ဒိယတန်ယုံမှာရှိတဲ့ဒါအိန္ဒိယစင်တာမှာပေါ့လေတွေ့ဆုံဆွေးနွေးကြရဖြစ်ပါတယ်အဲ့ဒီဆုံဆွေးနွေးမှာဒါဘယ်သူတွေပါလဲဆိုလို့ရှိရင်ဒါအိန္ဒိယနိုင်ငံ think tank ဖြစ်တဲ့ပေါ့လေကမ္ဘာ့ရာအိန္ဒိယကောင်စီဒါ ICW နဲ့ပြီးတော့ဒီ NSPSC အဖွဲ့တွေရဲ့ပြီးတော့ဒီနိုင်ငံရေးပါတီတွေပေါ့လေဒါမှတ်ပုံနေပြီးဒါဖြစ်တယ်ဒီနိုင်ငံရေးပါတီ12ပါတီရဲ့ပြီးတော့ဒီ NCA လက်မှတ်ရေးထိုးထားတဲ့ဒါတိုင်းရင်းသားအဖွဲ့တွေရဲ့ပြီးတော့ဒီလွှတ်တော်အမတ်ဟောင်းတွေပြီးတော့ဒီစုစုပေါင်းပေါ့လေဒါ40ကျော်ဒါတက်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်ဆိုတော့ဒီအဲ့ဒီဆွေးနွေးပွဲမှာပေါ့လေဒါဘာတွေဆွေးနွေးကြတယ်ဆိုလို့ရှိရင်ဒါဖွဲ့စည်းမှုချိန်ကဥပဒေဆိုင်ရာဒါမူပေါင်းတွေနဲ့ဒါ Federal စနစ်အရေးကိစ္စတွေကိုဒါအဓိကထားဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်ဆိုတော့နောက်ပြီးတော့ဒီလူမျိုးပေါင်းစုံဘာသာပေါင်းစုံဒါနေထိုင်ကြတဲ့နိုင်ငံမှာဒီအိန္ဒိယနိုင်ငံရဲ့ဒါ Federal စနစ်အစီအမံခန့်ခွဲမှုအတွေ့အကြုံတွေဒါတိုင်းရင်းသားအားလုံးပါဝင်တယ်ဒါအုပ်ချုပ်မှုနဲ့ဒီအာဏာခွဲမှုဆိုင်ရာကိစ္စရပ်တွေဒီအိန္ဒိယနိုင်ငံက Federal စနစ်နဲ့လူမျိုးစုဒါမတူကွဲပြားမှုညာအရေးဆိုတဲ့ဒီခေါင်းစဉ်နဲ့ပေါ့လေဒါအပြန်အလှန်တွေ့ဆုံဆွေးနွေးကြတာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီဒါဒီဆွေးနွေးရတာကိုဒါကြည့်မယ်ဆိုလို့ရှိရင်ဒီနိုင်ငံရေးအသွင်ကူးပြောင်းမှုကိုပေါ့လေဒါနိုင်ငံရေးနည်းနဲ့ပဲဒါဖြည့်ရှင်းကြဖို့ဒါအိန္ဒိယနိုင်ငံနဲ့ဒါအနေထားတဲ့သဘောဒါလိုလားတဲ့သဘောဖြစ်တယ်လို့ဒါကျွန်တော်အနေနဲ့မြင်တယ်နောက်ပြီးတော့ဒီပြီးခဲ့တဲ့နေ့ဒါနိုဝင်ဘာလထဲမှာတုန်းကလည်းဒါ NSPNC အဖွဲ့ရဲ့နောက်နောက်ပြီးတော့ဒီပတ်ပုံဒီဗီဇာဖြစ်တဲ့နိုင်ငံရေးပါတီတွေရဲ့နောက်ပြီးတော့ဒီ NCA လက်မှတ်ထိုးထားတဲ့တိုင်းသားတဲ့အဖွဲ့တွေနဲ့ဒါဒီကမ္ဘာ့ရာအိန္ဒိယကောင်စီဒါ ICW နဲ့ပေါ့လေဒါဒီ ICW ရဲ့ဖိတ်ကြားချက်အရဆိုပြီးတော့အိန္ဒိယနိုင်ငံမှာပြည်ဆုံဆွေးနွေးကြရတယ်ဖြစ်ပါတယ်ဆိုတော့ဒီဒါနဲ့ပတ်သက်ပြီးတော့ပေါ့လေဒါပထမဆုံးပြောချင်တာကတော့ဒီအိန္ဒိယနိုင်ငံရဲ့ဒါ think tank ဖြစ်တဲ့ကမ္ဘာ့ရာအိန္ဒိယကောင်စီပေါ့လေဒါ ICW နဲ့ပတ်သက်ပြီးတော့ဒါအဓိကပြောချင်တာပဲဖြစ်ပါတယ်ဆိုတော့ဒီ ICW ကမ္ဘာ့ရာအိန္ဒိယကောင်စီ ICW ဆိုတာကဒီအိန္ဒိယနိုင်ငံရဲ့ဒါနိုင်ငံတကာဆက်ဆံရေးတွေငြိမ်းချမ်းရေးတွေနဲ့ဆိုင်တဲ့သုတေသနလုပ်ငန်းတွေကိုဒါအဓိကလှုပ်ဆောင်တဲ့ဒါအဖွဲ့ပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီနိုင်ငံတကာဆက်ဆံရေးကိုပေါ့လေဒါမြင်လာစေဖို့အတွက်ဒီလက်တွေ့သုတေသနလုပ်ငန်းတွေဆွေးနွေးပွဲတွေဒါဒေသအတွင်းနဲ့ကမ္ဘာတွင်းအဆက်အသွယ်တွေကိုဒါဆက်သွယ်ဆောင်ရွက်နေတဲ့ဒါအဓိကဒါ think tank အဖွဲ့အစည်းကြီးတစ်ခုပဲဖြစ်ပါတယ်ဆိုတော့ဒီ think tank အဖွဲ့အစည်းကြီးဒါဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါအိန္ဒိယနိုင်ငံရဲ့နိုင်ငံတကာကိစ္စတွေဒါသုတေသနလုပ်ငန်းတွေနဲ့ဆွေးနွေးပွဲတွေကိုဒါအဓိကပေါ်ဆောင်ဖို့အတွက်ပေါ့လေဒါအကြံပေးဖွဲ့နေတယ်ဒါအဓိကလက်ဆောင်နေရတာဖြစ်ပါတယ်ဆိုတော့ဒီအိန္ဒိယနိုင်ငံရဲ့ဒါအဖွဲ့အစည်းကြီးတစ်ခုကဒါကမ္ဘာကထလုပ်ပြီးတော့ဒီနိုင်ငံကနိုင်ငံရေးအင်အားစုတွေဖြစ်တဲ့ဒါအစိုးရ institution တွေနိုင်ငံရေးပါတီတွေအပြင်ဒါစီးရေးအင်အားစုတွေဖြစ်တဲ့ဒီတိုင်းဒေသနဲ့ကံတွေနဲ့မြတ်အေးအင်အားစုဖြစ်တဲ့ဒီအရက်ဖက်အဖွဲ့အစည်းတွေကိုပါဒါတွတ်ဆုံတာကမြန်မာနိုင်ငံရဲ့အချက်တွေကိုတည်ငြိမ်တဲ့အရွေးတစ်ခုအဖြစ်နဲ့ပေါ့လေဒါပြည်သူအားလုံးပါဝင်တဲ့ဒါအသွင်ကူးပြောင်းရေးတရားဒါပေါ်ဆောင်နိုင်ဖို့အတွက်ဒါပံ့ပိုးကူညီနေတာဖြစ်တယ်လို့ဒါကျွန်တော်အနေနဲ့သုံးသပ်မိရဲနောက်တစ်ချက်ကတော့လူမျိုးပေါင်းစုံဘာသာပေါင်းစုံပေါ့လေဒါဒီမတူကွဲပြားမှုပေါင်းစုံကြီးမားတဲ့ဒါ Federal Democracy နိုင်ငံကြီးရဲ့ဒါအတွေ့အကြုံတွေကိုဒါမျှဝေအောင်ကြည့်မယ်ဆိုလို့ရှိရင်ဒါရွေးကောက်ပွဲအလွန်ဒါဖြစ်ပေါ်လာမဲ့အစိုးရအတွက်နဲ့ဒါ Federal နိုင်ငံအတွက်ဖြစ်သလိုဒီအဲ့လိုမျိုးဒါဆွေးနွေးကြတာကိုကြည့်ရင်ဒါအိန္ဒိယနိုင်ငံကလည်းမြန်မာနိုင်ငံရေးမှာမြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက်ဒီတခြားအိန္ဒိယနိုင်ငံများနေတူပေါ့လေဒါလိုလားတဲ့သဘောဖြစ်တယ်လို့ဒါကျွန်တော်အနေနဲ့သုံးသပ်မိတယ်နောက်ဆုံးပြောချင်တာကတော့ဒီအိန္ဒိယနိုင်ငံတွေနဲ့ပေါ့လေဒီမြန်မာနိုင်ငံရဲ့အရွေးကိုဒါတည်တည်ငြိမ်နဲ့ဖြစ်စေချင်တယ်အဲ့လိုမျိုးဒါတည်တည်ငြိမ်နဲ့ဖြစ်ဖို့အတွက်ဒါအိန္ဒိယနိုင်ငံတွေအနေနဲ့လည်းပူးပေါင်းပါဝင်ပြီးတော့ဒါအခုလိုမျိုးဆွေးနွေးပွဲတွေကိုလည်းလုပ်ပြီးနေကြပဲဖြစ်ပါတယ်ဆိုတော့ဒီလက်ရှိပေါ့လေဒါနာဆာကအစိုးရအနေနဲ့လည်းမြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်အိန္ဒိယနိုင်ငံနဲ့ပူးပေါင်းပြီးတော့ပေါ့လေဒါကောင်းမွန်တဲ့အရွေးတစ်ခုကိုကြောက်အောင်အသွင်ခွန်ဆိုင်ဒါကြိုးပမ်းလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်အဲ့လိုမျိုးဒါလှုပ်ဆောင်နေမယ်ဆိုမှလည်းဒါဒီမြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဒါမလိုလားတဲ့အဖွဲ့အစည်းတွေကရှိနေကြတယ်ဖြစ်ပါတယ်ဆိုတော့ဘယ်အဖွဲ့အစည်းတွေကဒီမြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားတယ်မလိုလားဘူးလဲဆိုတာကိုလက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတယ်ပေါ့လေနိုင်ငံရေးအခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်ပြည်သူတွေအားလုံးသဘောပေါက်နားလည်ရလိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်